မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းလာပါတာအစီအစဉ်ကနေကြိုဆိုပါရရှင်မတ်လ25ရက်နေ့ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမကမန်ဂျေလာကနေပြီးတော့တင်ဆက်ပေးပါမယ်မန္တရာတွင်မတ်လ24ရက်နေ့က World TV Day အခမ်းအနားပြုလုပ်ခဲ့ပြီးကျမရင်းနှီးပတ်သက်သည့်ပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ပညာပေးဟောပြောပွဲတွင်မန္တရာကျမရေးဌာနနှင့် CHDI အဖွဲ့အစည်းများလက်တွဲပူးပေါင်းပြီးပြုလုပ်တာဖြစ်ပြီးယောဂနှင့်ပတ်သက်တဲ့အမြင်များကိုရှိလာရန်နှင့်ကျမရေးအကြောင်းအရာများကိုသိရှိလိုက်နာလာရန်ရည်ရွယ်လျက်ပြုလုပ်ကြောင်းသိရပါတယ်ရှင်။အခမ်းအနားတွင် DVD ရပေါ်လာတဲ့အကြောင်းအရာများကိုရှင်းပြပြီး TB ယောဂဆိုတာဘယ်လိုကုသလွယ်တဲ့အကြောင်း TB ယောဂမကုသအောင်ဘယ်လိုကာကွယ်ရမည် TB ယောဂကုသသည့်လက္ခဏာ TB ယောဂဖြစ်လာရင်ဘယ်လိုကုသရမည်ဆိုတဲ့အကြောင်းအရာများကိုဒေါက်တာလပောင်လူတောင်မှရှင်းလင်းပြောဆိုထားတာဖြစ်ပါတယ်။ World TV Day အခမ်းအနားတွင်သက်ဆိုင်ရာဌာနအသီးသီးမှတာဝန်ရှိသူများမိဘပြည်သူများမကြရလူငယ်များအားလုံး141ယောက်တက်ရောက်ခဲ့ကြကြောင်းလည်းသိရပါတယ်ရှင်။နမတီလဘရောအယံကျေးရွာတွင်မူရည်စေဝါရောင်းဝယ်သူများနှင့်မူရည်စေဝါသုံးစွဲသူများကိုပညာပေးအမြင့်ဖွင့်ခြင်းနှင့်ဖန်စီခြင်းများလှုပ်ဆောင်နေတော့လဲစက်တိုက်ဖန်စီရမည်နေတယ်လို့တာဝန်ရှိသူများထံမှသိရပါသည်။နမတီလဘရောအယံကျေးရွာတွင်မူရည်စေဝါရောင်းဝယ်သူများနှင့်မူရည်စေဝါသုံးစွဲသူများကိုပညာပေးအမြင့်ဖွင့်ခြင်းနှင့်ဖန်စီခြင်းများလှုပ်ဆောင်နေတော့လဲမူရည်စေဝါရောင်းဝယ်သူများကိုစက်တိုက်ဖန်စီရမည်နေတယ်လို့တာဝန်ရှိသူများမှသိရပါသည်။ယခုအချိန်အသက်10နှစ်အရွယ်ကလေးများဆေးချောက်သုံးဆွဲမှုပုံမများပြားလာတာကြောင့်ဆေးချောက်ကိုရောင်းချသူများကလည်းကလေးငယ်များကိုအဓိကထားရောင်းချခိုင်းတာတွေရှိနေတယ်လို့ပြောပါတယ်။ယခုလအတွင်းမှာပဲကျေးရွာအတွင်းမူရင်စေဝါရောင်းဝယ်သူ6ဦးနဲ့ဆေးချောက်တောက်တုံးနေတော့ကလေးငယ်6ဦးကိုလမ်ဘရော့ရမူရင်စေဝါတက်ဖြတ်ရေးအဖွဲ့ကဖမ်းဆီးခဲ့ပြီးမူရင်စေဝါဆိုင်ရာအတည်ပညာအမြင့်ဖွင့်ပြောကြားမှုများပြုလုပ်ကြောင်းသိရပါတယ်။ယခုအချိန်ပတ်တဆန်အဖွဲ့မှနမတီကျေးရွာအတွင်းမူရင်စေဝါတက်ဖြတ်ရေးလုပ်ငန်းများကိုအားစိုက်လှုပ်ဆောင်နေကြောင်းလည်းသိရပါတယ်ရှင်။ရှေကူမြို့နယ်ရှိစစ်ပေးဆောင်ပြည်သူများစစ်ပေးဆောင်အချိန်ကာလကြာမြင့်လာသည့်နေ့အမျှရှာဖွေစက်တောက်နိုင်ရင်းနှင့်ခိုလုံရာတွင်အခက်အခဲများနေဆိုင်နေရကြောင်းသိရပါသည်။ဗမော်မန်စီမုံမောင်မြို့နယ်များမှစစ်ပေးဆောင်ပြည်သူများကရှေကူမြို့နယ်ဖုန်ကြီးကျောင်းများခရီးယန်ဖျားကျောင်းတဒနာဝင်းကမ်73ခုနှစ်ကျေးရွာအတွင်းအိမ်900နေထိုင်ကြတာဖြစ်ပြီးဖုန်ကြီးကျောင်းနေစစ်ဆောင်ပြည်သူများကအကြောင်းအမျိုးမျိုးကြောင့်နေရာပြောင်းရွှေ့နေထိုင်နေရကြောင်းနှင့်အိမ်900နေထိုင်သူစစ်ဆောင်များကလည်း900အခကြေးငွေမတက်နိုင်တော့တာကြောင့်အခက်အခဲများနဲ့ကြုံတွေ့နေရတယ်လို့ပြည်သူတအုပ်ပြောပြချက်အရသိရပါတယ်။ရှေကူကျေးရွာအတွင်းစစ်ဆောင်ပြည်သူအိမ်ထောင်စု1948စုရှိပြီးလူဦးရေ6485ဦးလာရောက်ခိုးလုံနေကြောင်းကိုလည်းသိရပါတယ်ရှင်။နားဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။